ဟာရှင်မိုတိုမတ်ထိုင်စီကိုဦးတည်နေတဲ့ရထားပေါ်မှာတော့မင်းကလေးတွေရဲ့စကားပြောတဲ့တချင်းသားတော်တွေရဲ့လူငယ်တွေလည်းရှိနေပြီးအဲ့အားတွေရဲ့စက်ကြပ်ဘက်မှာတိတ်ဆိတ်မှုကိုသာခံစားနေရတဲ့မင်းကလေးတယောက်ရှိပါတယ်။သူမရဲ့နာမည်ကတော့ဂျူကီဖြစ်ပြီးတာမန်ကြားနေကြသဘောအတန်ကိုပါမကြားတာကြောင့်ကိုပန်ကပငယ်လေးပါပဲပျော်ရွှင်နေပြီးတငယ်ချင်းတွေចောင်းသားဘဝနဲ့ဆိုရှယ်မီဒီယာဆိုတဲ့သူမအတွက်အလိုရေးပါတဲ့အရာတွေပါ။အဲ့ဒီအချိန်နိုင်ငံသားတယောက်ကသူသားချင်းတဲ့နေရာတစ်ခုလွမ်းညွှန်ခံနေပြီးယူကီကတော့စကားမပြောတတ်တာကြောင့်အခက်တွေ့နေပါတယ်။ဒီအချိန်ခကြောက်ကြောက်ကောင်လေးတယောက်ရောက်လာပြီးနိုင်ငံသားကိုကိုညီပေးရတဲ့သူမလည်းဘာမှရှိမှန်းစရာမလိုလိုက်ပါဘူး။နိုင်ငံသားဆက်သွားတဲ့အချိန်မှာတော့ကိုညီပေးခဲ့တဲ့ကောင်လေးကိုသူကစုံဝနာမကြဖြစ်ကြောင်းလက်သိငေတာနဲ့ရှင်းပြကကျေးဇူးတွေစကားဆိုမှချင်းကောင်လေးကတော့သူပါစက်လောက်တာနားလေရသားလို့လာမေးပါတယ်။ယူကီကတော့နည်းနည်းတော့နားလေတယ်လို့ရှင်းပြပြီးသူတို့တယောက်ဟာကြောင်းလဲအတူတူဖြစ်တယ်လို့ခလက်လဲအတူတူပါပဲ။ကောင်လေးကတော့သူနောက်မှတိုင်မှာစိတ်မှတ်ကြောင်းယူကီကိုနားလေအောင်ဖြည်းဖြည်းချင်းပြောပြီးရထားပေါ်ကစိတ်မှတ်ချင်းကောင်လေးကိုပုတ်ကထသွားခဲ့ပါတယ်။နောက်နေ့မှမှာတော့ယူကီကပုံမှန်အတိုင်းကျန်းသားပေါ်ဖြစ်တဲ့နေပြီးသူမရဲ့တငယ်ချင်းရီဂျန်ကတော့စာရီယာပိုခတ်လာကြောင်းညီးတွားနေပါတယ်။ယူကီကမနေ့ကတွေ့ခဲ့တဲ့သူအကြောင်းရီဂျန်အောင်မင်းနေပြီးကောင်လေးရဲ့နာမည်ကအီဆူမီဖြစ်ကကလီယာကနေပြန်လာတာပါ။ရီဂျန်ကလည်းအီဆူမီကိုကြိုက်နေတာလားလို့ယူကီကိုမေးနေခဲ့ပြီးယူကီကတော့ချစ်မိကြတာအားရတာလားဆိုတာကိုမခွဲခြားနိုင်သေးပါဘူး။ရီဂျန်ကတော့သူ့မှလည်းကြိုက်နေတဲ့သူရှိတယ်လို့ပြောပြီးအီဆူမီအလုပ်လုပ်တဲ့ကော်ဖီဆိုင်ရဲ့ပါချင်ပေါ်ပါယူကီနဲ့အတူကော်ဖီဆိုင်သွားမယ်လို့ပြောပြီးယူကီကလည်းအီဆူမီကိုထပ်ထည့်ချင်နေမိပါတယ်။ရီဂျန်ကတော့ဆိုင်ပါရှင်အီဆူမီရဲ့ဝမ်ဝက်အကူနဲ့တွေ့ရင်ရေခုန်လာတာကြောင့်ခေါင်းနဲ့ပါမတောင်းရဲဘူးလို့ဆိုတာယူကီကတော့အားပေးစကားပြောပြပါတယ်။ယူကီကလည်းအီဆူမီရဲ့ဖုန်းနံပါတ်ကိုလိုရေးနေပြီးသူတို့တငယ်ချင်းတယောက်ကကိုယ့်အချက်စီနဲ့ကိုဖြစ်နေပါတယ်။အီဆူမီနဲ့သွားတယ်မဲ့ယူကီကိုညဘက်ကြီးပဲသွားမလို့လည်းသူ့ရဲ့အမိယာမေးနေပြီးယူကီကတော့တငယ်ချင်းနဲ့သွားတယ်ရှိရလို့ပြောပါတယ်။ကော်ဖီဆိုင်ရှိရောက်လာတဲ့ region နဲ့ Yuki တို့ဟာတယောက်ကိုတယောက်အားပေးစကားပြောနေပြီးစိတ်ပလို့ရှားဖို့လည်းမှာပါတယ်။ဆိုင်ထဲဝင်လာတဲ့အချိန်မှာအရင်ကတည်းကအထာကျနေတဲ့ Izumi ကို Yuki ဟာကြီးကောင်းနေလို့စိတ်ထဲကတွေးမိနေပါတယ်။အဲ့အချိန် Izumi ရဲ့အကိုဝေါ်ကရက်လာတာကြောင့် region ကလည်းရှက်သွားခဲ့ပြီး Yuki ကိုဘာလို့ဆက်လိုက်ပေမဲ့ဘာမှပြန်မပြောတာကြောင့် region ကပဲ Yuki အကြောင်းရှင်းပြလိုက်ရပါတယ်။ Izumi ကတော့ Yuki ရဲ့ခေါင်းကိုင်ကအရက်တော့မလာလို့မိတာကြောင့် Yuki လည်းလန်သွားခဲ့ပါတယ်။ဒါပေမဲ့အရင်တစ်ခါကလည်းသူ့ရဲ့ခေါင်းကိုကန်ခဲ့တာမလားလို့တွေးပြီးလက်ဖက်ရည်ပဲတောက်မယ်လို့ပြောပါတယ်။ region ကတော့ Izumi ကဘာသာစကားသုံးမျိုးပြောရတယ်လို့ Yuki ကိုရှင်းပြနေပြီးအနားမှာရှိနေတဲ့ Izumi ကတော့အခုလောလောဆယ်စပိန်ဘာသာစကားကိုလေ့လာနေကြောင်းပြောပါတယ်။အဲ့အချိန်နိုင်ငံခြားခီးတဲ့တွေရောက်လာပြီးမင်းကလေးတယောက်က Izumi ကိုနည်းနည်းလိုက်ကြောင်း Yuki လည်းမျက်နှာပူရောက်ပါတယ်။ Izumi ကနိုင်ငံခြားခီးတဲ့တွေနဲ့လာရောညီထင်နေတာကြောင့်သူမသားဘူးတဲ့ကဘာစီကို Izumi ကသွားနေကြမယ် Yuki စဉ်းစားမိပါတယ်။ region ကတော့သူ့ကရက်လေးရဲ့ဖုန်းနံပါတ်ကိုရောသားခဲ့ပြီး Yuki ကလည်း Izumi ရဲ့ဖုန်းနံပါတ်ကိုလိုချင်နေမိပါတယ်။ Izumi ရဲ့စကားပြောတဲ့ region တို့ပြောတာကိုတော့မကြားရတဲ့ Yuki ဟာလွှဲလျှော့ဖို့ကိုသာရွေးချယ်လိုက်ပြီးဆိုင်ထဲကထွက်လာတဲ့အချိန်မှာတော့ Yuki ရဲ့မျက်နှာအဆင်မပြေမဲ့ region ရေးစားမိပါတယ်။အဲ့အချိန် Izumi ကအိမ်ပြန်လိုက်ဖို့ရမလားလို့မေးတာကြောင့်region ကတော့ Yuki ကိုကံကောင်းပါစေလို့ပြောက Izumi နဲ့ထည့်ပေးလိုက်ပါတယ်။အိမ်ပြန်လမ်းမှာတော့ဆိုင်ငယ်တစ်စီးက Yuki နာကိုကတ်လာတာကြောင့် Izumi ပဲလမ်းဆက်လိုက်ကသူမရဲ့လက်ကိုစုပ်ကန်ထားလိုက်ပါတယ်။မိထင်းမှုရဲ့လက်သက်ဆုံးကကျင်နာဖို့ဆိုရဲ့ခံစားချက်ဖြစ်ပေါ်လာစေပြီး FA ကောင်တွေကတော့ဒီခံစားချက်ကိုနားလည်မှာမဟုတ်ပါဘူး။ Yuki ကတော့ Izumi ရဲ့ဖုန်းနံပါတ်ကိုတောင်းလိုက်ပြီးလက်စိတ်ကင်နဲ့ရပါရဲ့လို့ပြန်ဖြေပါတယ်။ဘူဒါယိုနာရောက်ပြီဖြစ်တာကြောင့်တယောက်တစ်လမ်းစီသွားရမယ့်အချိန်ကဘာကြီးကထင်ထားတဲ့ကျေသားလို့ Yuki အစားပို့လိုက်ပြီး Izumi ကကဘာကြီးရဲ့ဘယ်နေရာထိရောက်ပြီးခဲ့ပြီလဲလို့မေးခွန်းထုတ်နေပြီးပါတယ်။ Izumi ကတော့မင်းရဲ့ကဘာတဲ့ဝှေ့ပြုတ်ပါလို့ Yuki ကိုပြန်ပြလိုက်ပြီး Yuki ကတော့ Izumi ကိုပြောချင်တာနှုတ်ဆက်ရင် episode 1နဲ့အဆုံးသတ်သွားပါတယ်။